တော်တို့ဒီတစ်ခါကတော့ ice cream bowl လို့ခေါ်တဲ့ ice cream ပွဲကြီးစားတပွဲကိုတကယ်ချင်းသုံးအောင်နဲ့အတူတူတော့ရောက်စားသုံးဖြစ်ခဲ့တဲ့ဗီဒီယိုလေးကိုဒီနေ့မှတင်ပေးလိုက်ပါတယ်နော် ice cream ကတော့တော်တော်လေးစားလို့ကောင်းပါတယ်အရင်ကြီးချိုစိတ်နေတာမျိုးမဟုတ်ပဲနဲ့အချိုရတာစိမ့်စိမ့်နဲ့အနေတော်လေးမျိုးစားကောင်းပါတယ်သူကအဲ့မှာကျွန်တော်တို့ဒီ banana ငပြောသီးကိုလည်း ice cream cake မုတ်ပုံစံမျိုးဖြစ်အောင်ဖတ်တီးထားတဲ့အတွက်ဒီမှာကျွန်တော်တို့အဲ့ဒီငပြောသီးကိုလည်းစားလို့ရတယ်ပြီးခလေကကျွန်တော်တို့ဒီအမဲတုံးလေးပေါ့နော်အဲ့ဒါကကျွန်တော်တို့ပူတင်းရတာတော်တော်လေးဆန်တယ်ဆိုတော့အဲ့ဒီ ice cream တုံးကလည်းပူတင်းရတာလေးနဲ့တိတ်ကိုစားကောင်းတဲ့ ice cream လေးပဲဖြစ်ပါတယ်